မင်္ဂလာပါရှင်ဒီနေ့ကတော့အုံနုခောက်ဆွေချက်စားပါမယ်ပဝင်ပစ္စည်းလေးတွေပြင်ဆင်ပြီးရင်တော့အုံနုကိုမိနစ်30ခန့်ကြိုပေးပါမယ်ကျမကတော့အုံနုတပူအုံလေးတစ်လုံးသုံးထားပါတယ်ရှင်ချက်သားချက်ဖို့အတွက်ထောင်းထားတဲ့ချက်သွန်နီချက်သွန်ဖြူရောင်တင်မုံဆွေးမုံလေးကိုစီတက်ပေးပါမယ်ရုပ်ဒီရောင်ပြောင်းရင်တော့ချက်သားထည့်ပါမယ်ရတာမုံနည်းနဲ့စားနဲ့ချက်သားမုံထည့်ပါမယ်ဒါထွက်တဲ့ရင်းနဲ့ပဲအသားကြောင်ချက်ပေးပါမယ်ဟင်းရချက်ဖို့အတွက်အယူပြုတ်ရည်တွေကိုချက်သွေးထည့်ပါမယ်ပြုတ်ပြီးထောင်းလာတဲ့ပဲထည့်ပါမယ်ပြီးရင်တော့ချက်ထားတဲ့ချက်သားထည့်ပေးပါမယ်ရေကိုဆူလိုက်ရင်တော့ရတာမုံနှင်းနဲ့စားတကြားချုံမုံသားမုံထည့်ပေးပါမယ်အုံလို့တော့နောက်ဆုံးမှထည့်ပါမယ်အုံလို့နောက်ဆုံးမှထည့်တာကဟင်းရည်ထားခံပါတယ်ဟင်းရည်ကိုချခဲ့နေရင်တော့ချက်သွန်နီကြော်ထားတဲ့ပေပြားထည့်ပါမယ်အုံနုခောက်ဆွဲဆိုရင်ဆောက်တီဆောက်ရွက်နဲ့လိုက်ပေးမယ်ဒီမှာမရတဲ့အတွက်တမယာတီဆောက်ဘလူရွက်သုံးလာပါတယ်ပြုတ်လာတဲ့ခောက်ဆွဲကိုပဲပြန်ကြောပြီးအကျော်အနေနဲ့သုံးပါမယ်အားလုံးပြင်ဆင်ပြီးရင်တော့အုံနုနဲ့မွေရတာစစ်စိတ်လေးနဲ့အုံနုခောက်ဆွဲသုံးဆောင်နိုင်ပါပြီရှင်